Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ JC's Korea နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ဘက်ကအခြေခံ9ခုမှစ9မွေးမဲ့လူတွေအတွက်ကျွန်တော် episode 1ကိုတင်ဆက်ပြီးသားဖြစ်ပါတယ်အဲ့ဒါကတော့ရှိသမျှကန်တွေရောပစ္စည်းတွေအားလုံးယူလာပြီး9တွေပါတစ်ခါတည်းဝယ်ပြီးမမွေးသေးဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြခဲ့ပါတယ်နမူနာလေးလည်းလူတွေအနေနဲ့ကျွန်တော်နှိုင်းရှင်ပြခဲ့ပါတယ်ပေါ့နော်အိမ်တိမ်ဆောက်ပြီးသွားတယ်ဆောက်ပြီးချင်းလူတွေနေလို့မရဘူးဒီအိမ်ကိုနေလို့ရအောင်လူတွေနေလို့ရအောင်ရှင်သန်လို့ရအောင်တန်ရှင်းလုပ်ရတယ်ဒါလိုပြင်ဆင်မှုတွေအများကြီးလုပ်ရတယ်ဆိုတဲ့သဘောတရားနဲ့ကျွန်တော်နမူနာရှိမှပြီးခဲ့တာဖြစ်ပါတယ်โอเคဒီနေ့တော့ကျွန်တော်ကဘာလုပ်ရမလဲဆိုတာဒီကျွန်တော်ဆက်ပြောပါမယ်ပေါ့နော်ကျွန်တော်ပြောခဲ့သလိုပဲဒီ episode တွေကတိုးပါလိမ့်မယ်ကြာပါလိမ့်မယ်ပေါ့နော်ကျွန်တော်ဖြည်းဖြည်းချင်းပဲပြောပါမယ်ဒီဟာတွေအားလုံးကိုကျွန်တော်အစားဆုံးအရင်တော့လည်းအများကြီးကျွန်တော် vlog တွေလုပ်ပြီးပြောပြခဲ့ပါတယ်သိရတဲ့လူတွေသိတယ်ပေါ့နော်ဒါပေမဲ့များတဲ့အတွက်ကြည့်ရတဲ့လူတွေလည်းမှတ်ရတာမလွယ်ဘူးပေါ့အားလုံးကအလုပ်တွေမအားကြဘူးအချိန်နည်းနည်းပဲရတဲ့အတွက်ကျွန်တော်အချိန်နည်းနည်းလေးအတွင်းမှာကျွန်တော်နည်းနည်းချင်းကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်โอเคဒီနေ့တော့ကျွန်တော်တို့ကငါးမွေးဖို့ဘယ်လိုလေးပြင်ဆင်သင့်လဲဆိုတာကိုကျွန်တော်အပိုင်းတစ်ပိုင်းအနေနဲ့ episode 2အနေနဲ့ကျွန်တော်တင်ဆက်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဓိကငါးကန်ဝယ်ဖို့အတွက်ကငါးကန်ဘယ်ရွယ်ဝယ်သင့်လဲဆိုရင်တော့ငါးမွေးမယ်ဆိုလို့ရှိရင်အနည်းဆုံး2ပေ1ပေကျေတဲ့ကန်ဝယ်သင့်ပါတယ်ဒါပေမဲ့ဒါကကျွန်တော်ဝယ်သင့်တယ်လို့ပြောပေမဲ့လူတိုင်းမှာတယောက်နဲ့တယောက်လိုအပ်ချက်တွေမတူပါဘူးအိမ်မှာရှိတဲ့နေရာတွေမတူပါဘူးဒါတော့နောက်ပိုင်းမှာကျွန်တော်အဲ့ကိစ္စတွေကိုလိုအပ်ရင်အသေးသေးထပ်ရှင်းပြမယ်ပေါ့နော်အဲ့တော့ထားလိုက်တော့ကန်ဝယ်လာပြီးပဲထားလိုက်တော့ဘာဝယ်ရမလဲဆိုတော့ငါးကန်ဝယ်ရမယ်ရေသက်စနစ်လုပ်ပေးနိုင်တဲ့ filter ကောင်းကောင်းတစ်မျိုးဝယ်ရမယ်ပေါ့နော်နောက်ပြီးလို့ရှိရင်မီးပြတ်ရင်သုံးရမယ် ACDC airbag ဝယ်ရမယ်ဒါ basic ပဲနော်ကျွန်တော်တို့က oxygen စက်နဲ့ sponge filter တွဲတဲ့အဆင့်ကိုပထမဆုံးအနေနဲ့ကြော်လိုက်လို့ရပါတယ်ပထမဆုံးငါးကန်ရဲ့ရေတန်းဆက်တစ်လုံးရယ်ဥမာအားလုံးသိတာ top filter သို့မဟုတ်ကန်အွန်နိုင်မဲ့ hang on filter တို့ဟာမျိုးတစ်လုံးဝယ်ရမယ်ပြီးရင်အရေးပေါ်မီးပြတ်တဲ့အချိန်မှာသုံးဖို့အတွက် ACDC airbag ဝယ်ရမယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ page တွေမှာလည်းအများနဲ့ရောင်းနေကြော်ညာနေတာဖြစ်တဲ့အတွက်ပစ္စည်းတွေကိုတော့ကျွန်တော်မပြရတော့ဘူးအဲ့တော့ကျွန်တော်အခုလို့တဲ့ demonstration ပေါ့နော်အလွယ်လေးကျွန်တော်လုပ်ပြပါမယ်ခုငါးကန်တကောင်ကျွန်တော်တို့ဝယ်လာပြီအိမ်ရောက်လို့ရှိရင်အဓိကလုပ်ရမယ့်အချက်ကငါးကန်ကိုဖြစ်နိုင်ကျမ်းမြင်မှာမထားပါနဲ့ကျမ်းမြင်မှာမထားပါနဲ့စင်ခုံပေါ်မှာတင်ပါအဲ့ခုံကရေပင်ညီနေရပါမယ်ရေပင်ညီအောင်ကျွန်တော်တို့တိုင်းရပါမယ်ဒီကန်ဒီလိုမျိုးဖြစ်နေလို့မရဘူးဒီလိုမျိုးဖြစ်နေလို့မရဘူးဒီလိုဖြစ်နေလို့မရဘူးပေါ့နော်အဲ့တိုင်းရမယ်ရေပင်ညီအောင်ကြိုးစားပြီးတော့စီစဉ်ရပါမယ်ပြီးလို့ရှိရင်ဒီအောက်မှာငါးကန်ဝယ်လာတဲ့အခါမှာပေါ်ပြားပါရပါမယ်ဒီပေါ်ပြားကရုပ်ဆိုးလို့ရှိရင်ရာဘာဆိုးပြားအမဲနဲ့ခင်းရပါတယ်ဒါကျွန်တော်ပေါ်ပြားမဟုတ်ဘူးဒါလေးကတော့ပြဖို့လေးဖြစ်တယ်ကျွန်တော်နမူနာလုပ်ပြထားတာပေါ့နော်ပေါ်ပြားခင်းရမယ်မဖြစ်မနေခင်းရပါတယ်ဒီပေါ်ပြားမခင်းချင်ဘူးရုပ်ဆိုးရဆိုလို့ရှိရင်ရာဘာဆိုးပြားအမဲအောင်ခင်းလို့ရပါတယ်အားတွေကပူပြီးကြည့်လို့ကောင်းပါတယ်ခင်းလိုက်ပြီဆိုလို့ရှိရင်ဒီမှန်တကန်ရေထဲဖို့အဆင်သင့်ဖြစ်ပြီးအောက်ကသဝဲကလည်းတောင့်တင်းရမယ်ရေပြင်ကလည်းညီရမယ်ရေပြင်ညီရမယ်အဲ့တော့အားရစစ်ပြီးတော့ပြီဆိုလို့ရှိရင်ရေထဲပါမယ်ရေထဲမယ်ဆိုရင်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီရေကငါးမွေးတဲ့ကိစ္စတစ်ခုလုံးမှာအရေးကြီးဆုံးဖြစ်တယ်ဂျိုးပြူပိုက်ကလာချင်းကြီးကိုဒီထဲကိုထည့်မယ်ဆိုလို့ရှိရင်အဲ့ဒီရေကဒီကန်ထဲမှာ24နာရီသုံးဖို့48နာရီဖီတာမောင်းထားပြီးတော့မှငါးထည့်လို့ရပါမယ်အဲ့တော့ကျွန်တော်တို့ရေထည့်တဲ့အဆင့်ကိုကျွန်တော်ခုနကပြပါမယ်ဒီကန်ထဲကိုရေထည့်လိုက်ပါပြီโอเคဒါကျွန်တော်ကန်ထဲကိုရေထည့်တဲ့အဆင့်မှာပေါ့နော်အဲ့တော့ရေထည့်တဲ့အကြောင်းကိုကျွန်တော်အသာမွေးငါခုမှမွေးမဲ့သူတွေအတွက်လွယ်မဲ့နည်းလေးကျွန်တော်အကြံပေးပြသေးဒီလိုမျိုးကန်2ပေလောက်ရှိတယ်ဒီကန်ထဲကိုရေချိုးကန်းနဲ့နေပုံးနဲ့ခံပြီးခတ်ရမယ်လို့ကအမြဲတမ်းလုပ်ဖို့အဆင်မပြေပါဘူးဒါကြောင့်ရေချိုးကန်းလေးကနေပြီးဒီကန်ထားတဲ့နေရာကြီးကိုရောက်တဲ့ pipe ကျိုး pipe PVC pipe ပေါ့နော်PVC pipe ပြောပေါ့ကျိုးပါတဲ့ pipe မခောက်တဲ့ pipe တစ်ချောင်းစီစဉ်ထားတဲ့မှာလေဒါမှရေချိုးကန်းလေးကနေပြီးတော့ပတ်နေပြီးတွန်းမီကန်ကိုပို့မယ်ရေလေတဲ့အချိန်ကျရင်လည်းအဲ့ပိုက်နေပဲဒီကနေ့ရေကိုစုပ်ပြီးတော့ရေချိုးကန်းနဲ့ပြန်ဆုပ်လို့ရပါတယ်ဒါဆိုရင်မိတ်ဆွေတို့ညီကိုမောင်နှမတွေအားလုံးရဲ့အချိန်တွေသက်သာမယ်လူတွေသက်သာမယ်ပေါ့နော်ရေလေတာ15မိနစ်အတွင်းပြီးသွားနိုင်တယ်ပေါ့ဒီကန်နဲ့ရေတွေခွက်နဲ့ခတ်ထုတ်မယ်ပြီးရေချိုးကန်းထဲမှာသွားသွန်မယ်ပြီးရေချိုးကန်းထဲကရေကိုပြန်သိမ်းလာမယ်ဒီထဲကိုလောင်းထည့်မယ်ဆိုတာမှန်လဲနာတယ်လူလဲပင်ပန်းတယ်ပို့နေပြောရင်ဘယ်သူမှရေရှည်မလုံးချင်ကြဘူးလုံးတဲ့လူရှိပါတယ်လုံးနိုင်တဲ့လူရှိပေမဲ့လူတိုင်းမလုံးနိုင်ကြဘူးအဲ့တော့ကောင်းတာကဒီကန်ထဲကိုရေထဲဖို့ရေချိုးကန်းသို့မဟုတ်ရေရနိုင်တဲ့နေရာနေပြီးတော့ပိုက်အရှိတစ်ချောင်းကြီးထားသင့်ပါတယ်အဲ့ပိုက်နဲ့ပဲရေဆုပ်လို့ရတယ်ရေပြန်ထည့်လို့ရတယ်โอเคကျွန်တော်ဒီနေ့ဒီအလှမွေးငါခုမှဆောက်မွေးသူတွေအတွက်အခြေခံအချက်ကိုကျွန်တော်ဒီနေရာမှာပဲကျွန်တော်ဖြတ်ပါမယ်ပြီးတော့မှနောက်ရက်ဒီမှာဒီကန်ထဲကိုငါးစားတဲ့အချိန်မှာဘယ်လိုလုပ်ရလဲဘယ်လိုမလုပ်ရဘူးလဲဆိုတော့ကျွန်တော်ဆက်ပြောမှဖြစ်ပါတယ်
အားလုံးရဲ့အမြင်မှာအခုရေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာ fader တက်ထားရမယ်အဲ့ fader ကို on ထားရမယ်ပေါ့နော် on ထားရမယ်အနည်းဆုံး24နာရီကြာမှဝယ်လာတဲ့ငါကိုထည့်သင့်ပါလေဒါကတော့အားလုံးတွေ basic အခြေခံလေးကိုကျွန်တော်ပြောပြတာပါဒါတွေကလေနံသားထည့်လောက်ရမယ့်အရာတွေတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်အတွေ့အကြုံနဲ့ကျွန်တော်အားလုံးကိုအဆင်ပြေခြင်းလို့ဝေမျှပေးတာဖြစ်ပါတယ် okay နောက်ထပ် vlog တွေနောက်ထပ် episode တွေမှာကျွန်တော်ပြန်ဆုံးပါမယ်အပတ်စဉ်ကျွန်တော်တင်ဆက်ပေးမိမှာဖြစ်ပါတယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ JC Square ရနေပြီးစုမကောင်းတောင်းပါတယ်တတား